အမေရိကန်နိုင်ငံဟာမြန်မာပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်မရှိတော့ဘူးလို့လွှတ်တော်အမတ်တွေကသတိပေးခဲ့ပြီးအာဏာမြဲရေးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့စစ်ကော်မရှင်ကိုပြင်းပြင်းထန်ထန်အရေးယူဖို့တိုက်တွန်းလိုက်ပါတယ်။အောက်လွှတ်တော်နိုင်ငံရေးဆက်ဆံရေးကော်မတီနဲ့အရှေ့အာရှပစိဖိတ်တောင်နဲ့ဗဟိုအာရှဆိုင်ရာဆက်ကော်မတီတို့ဟာ No Exit Strategy Burma's Endless Crisis and America's Limited Option အမည်နဲ့ပူးတွဲကြားနာမှုတစ်ခုပြုလုပ်ခဲ့တာပါ။အာဏာသိမ်းမှုနောက်ပိုင်းပြည်သူ 3.6 သန်းအိုးအိမ်စွန့်ခွာခဲ့ရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာဒုက္ခသည် 1.3 သန်းရှိနေတယ်လို့ကော်မတီဥက္ကဋ္ဌယောင်ကင်ကပြောပါတယ်။မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ကြားဖြန့်လုပ်ငန်းတွေကြီးထွားလာပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ပိုင်နက်20%လောက်သာထိန်းချုပ်နိုင်တော့ပြီးစစ်ကော်မရှင်ဟာတရုတ်ရုရှားအကူအညီနဲ့တရားဝင်မှုရဖို့ကြိုးပမ်းနေတယ်လို့၎င်းကဆိုပါတယ်။မြေရှားတပ်တုဟာမြန်မာကိုတရုတ်လိုမျိုးအမေရိကန်ရဲ့ရန်သူတွေနဲ့နီးကပ်သွားစေတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ Atlantic ကောင်စီကအကြီးအကဲသုတေသီ Kelly Currie ကပြောပါတယ်။မြန်မာနိုင်ငံဟာအင်အားကြီးနေပြီးအကွဲကွဲပြားပြားဖြစ်ကသူ့ကိုမိခိုနေရဖို့တရုတ်ကလိုလားပါတယ်လို့၎င်းကဆိုပါတယ်။ဒေသရင်းမိတ်ဖက်နိုင်ငံတွေတိုးမြှင့်ဖို့လူအခွင့်အရေးချိုးဖောက်မှုတွေကိုဖြိုခွင်းဖို့နဲ့မြန်မာအကြက်တဲဖြည့်ရှင်းနိုင်ရေး Burma Genocide Accountability and Protection Act ကိုအတည်ပြုဖို့လွှတ်တော်အမတ်တွေတာဝန်ရှိသူတွေကကြားနာပွဲအတွင်းအမေရိကန်ဆိုရကိုတိုက်တွန်းခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုရှိလာမှာမဟုတ်ဘူး။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုစားမပြုသလိုဆယ်စုနှစ်ချီမြန်မာပြည်ပခအတွက်လည်းတာရှည်ခံတဲ့အဖြစ်မဟုတ်ဘူးလို့ Stimson Center ကအကြီးအကဲသုတေသီ Steve Ross ကပြောပါတယ်။မြန်မာနိုင်ငံကအရေးမယူရင်မြန်မာဟာကြာရှုံးနိုင်ငံတစ်ခုနဲ့နိုင်ငံတကာရာဇဝတ်မှုတွေရဲ့အချက်အချာနေရာတစ်ခုဖြစ်လာနိုင်တယ်လို့လွှတ်တော်အမတ်တွေကကြားနာပွဲမှာသတိပေးခဲ့ပါတယ်။